အားလုံးပဲမင်္ဂလာပါကျမတို့ဒီနေ့တော့ customer တဦးရဲ့ site မှာ Winningway company ကနေတက်ဆင်ထားတဲ့ solar system ကိုတွားရောက်လေ့လာကြည့်ရှုမှာဖြစ်တဲ့အတွက်ကျမနဲ့အတူတူလေ့လာကြည့်ကြရအောင်အခုဆိုရင်တော့ customer site ထဲကိုသွားဖို့အတွက်ပြင်ဆင်နေကြပြီဖြစ်ပါတယ်customer ရဲ့ site ကိုတော့ရောက်ရှိပြီဖြစ်ပါတယ်ဒီမှာဘယ်လို solar system အမျိုးအစားတွေကိုတက်ဆင်သုံးမှုထားလဲဆိုတာကိုအတူတူသွားကြည့်လိုက်ကြရအောင်ဒါကတော့ Matador Letto အမှန်တစိတ် on grade 100 kW inverter ပဲဖြစ်ပါတယ် solar ပေါ်မှာခင်းထားတာလေးလည်းသွားကြည့်လိုက်ရအောင်နော်ဆိုလာခင်းထားတာလေးကတော့မနတော်လက်ထိုအမတ်တစိမ့်950ဝက်192ချက်ကိုအသုံးပြုထားတာပဲဖြစ်ပါတယ်ခဏနေကြရင်တော့အခုလက်ရှိ solar system ကိုတက်ဆင်အသုံးပြုထားတဲ့ customer တဦးနဲ့တွားရောက်ပြီးတော့မေးမြန်းမှာဖြစ်ပါတယ်မင်္ဂလာပါအန်ကယ်မင်္ဂလာပါဟုတ်ကဲ့သမီးတို့ Winningway company ကနေပြီးတော့ solar တက်ဆင်အသုံးပြုနဲ့ပတ်သက်ပြီးတော့အန်ကယ်ကိုမေးခွန်းလေးနဲ့ငယ်မေးချင်လို့ပါအန်ကယ်ရပါတယ်ခင်ဗျဟုတ်ကဲ့အန်ကယ်ပထမဆုံးအနေနဲ့အန်ကယ်ရဲ့နာမည်နဲ့လုပ်ငန်းလေးလည်းမိတ်ဆက်ပေးပါအောင်ဟုတ်ကျွန်တော်နာမည်ခင်မောင်အောင်ပါဟုတ်ကဲ့လုပ်ငန်းတော့ plastic လုပ်ငန်း Tiger Plastic ပါ plastic ထုတ်လုပ်ပါတယ်ဟုတ်ကဲ့ပါအန်ကယ်အခုလိုမျိုးပေါ့နော် solar system ကိုစတင်အသုံးပြုဖို့ဘယ်လိုအကြောင်းနဲ့စပြီးတော့စဉ်းစားဖြစ်သွားတာလဲအန်ကယ်လက်ရှိပေါ့ဟိုနေပရမဟိုနေမီးပြက်တဲ့ဟာတွေပေါ့မီးပြက်တဲ့ဟာရယ်နောက်ပြီးတော့ကျွန်တော်လုပ်ငန်းမီးတအားသုံးတဲ့အတွက်ဟုတ်ကဲ့တစ်ဖက်တစ်လမ်းအထောက်အကူဖြစ်မလားဆိုပြီးတော့စဉ်းစားရင်းနဲ့တက်ဖြစ်သွားတာပါဟုတ်ကဲ့အန်ကယ်solar system ကိုစတင်အသုံးပြုဖို့အတွက်အန်ကယ်အနေနဲ့စဉ်းစားတဲ့အခါမှာ Matador Letto brand ကိုဘယ်လိုချက်တွေကြောင့်စပြီးတော့ရွေးချယ်ဖြစ်သွားတာလဲအန်ကယ်ဟုတ်ကျွန်တော်ကုန်စီပြဝဲမှာပေါ့နော်ဟုတ်ကဲ့ကုန်စီပြဝဲမှာတော့တွေ့တာပေါ့တွေ့တဲ့အခါကျတော့အဲ့ဒီမှာ solar ပြဝဲမှာတွေ့ရင်းနဲ့ပဲအဲ့ဒီမိုးနေပေါ့အရင်ကတော့မိဟောင်းဆွေဟောင်းတွေပေါ့ဒီကျွန်တော်တို့အဲ့ဒီမီးစက်တွေဝယ်တဲ့အဲ့ဒီ Matador ကဝင်ပါလေ UMG ကပြတယ်ဆိုတာနဲ့အဲ့မှာလည်းသူတို့နဲ့ချိတ်ဆက်ပြီးတော့ဝယ်ပြသွားတာပေါ့ဟုတ်ကဲ့အခုအန်ကယ်တို့ရဲ့ site ထဲမှာပေါ့နော်100 kW on grid system ကိုစတင်သုံးပြုထားတယ်ဆိုတော့အန်ကယ်တို့အနေနဲ့ဘယ်လိုအကျိုးကျေးဇူးတွေရရှိလဲပေါ့နော်အန်ကယ်ဟုတ်ဟိုနည်းနည်းအလုပ်ပို့ပြီးတော့ဟိုပေါ့တောင်းတောင်းနေနေခိုင်းလို့ရတာပေါ့နော်မီးပြက်လို့ရှိရင်လည်းမီးစက် CO တက်တာပေါ့ EPC မီးလိုင်းလည်းတက်တာပေါ့နော်အပြင်မီးစက်နဲ့မောင်းမယ်ဆိုလဲစီတက်တာတယ်ပြင်စိမ့်လေးတွေလည်းတက်တာပေါ့နော်ဒါနောက်ရေရှည်ဆိုတော့အဆင်ပြေသွားမှာပါဟုတ်ကဲ့ပါအန်ကယ်ဟုတ်ကဲ့အန်ကယ်သမီးတို့မတော်လက်ထိုးကနေပေးရထားတဲ့စာပေပေါ်မှာရောအန်ကယ်အနေနဲ့စိတ်ကျေနပ်မှုရှိရလားပြီးတော့သမီးတို့ရဲ့စာပေတွေရဲ့အားနည်းချက်နဲ့အားသာချက်လေးကိုလည်းပြောပြပါအောင်နော်အန်ကယ်ဟုတ်အဆင်ပြေပါတယ်အခုလောဆယ်တော့တက်ခါစားဆိုတော့ဘာမှတော့ဖြစ်လိုက်ရင်ဖုံးဆက်ရင်တော့လာပါတယ်ချက်ချင်းပဲလုပ်ပေးပါတယ်ဟုတ်ကဲ့အန်ကယ်ဟုတ်ကဲ့အန်ကယ်နောက်ဆုံးအနေနဲ့ပေါ့နော်အန်ကယ်တို့လိုsolar တက်ဖို့ solar system ကိုတက်ဖို့စဉ်းစားနေတဲ့လုပ်ငန်းရှင်တွေအတွက်ကောအန်ကယ်အနေနဲ့ဘယ်လိုအကြံပြုစကားလေးလည်းပြောပြပါအောင်နော်ဟုတ်ခင်းနဲ့ညီပေါ့နော်ဒါကတော့လုပ်ငန်းလုပ်နေတယ်ဆိုတော့မဖြစ်မနေလိုအပ်တာပေါ့လိုအပ်တဲ့လူတွေဟိုနင်းပေါ့ကျန်တဲ့မိတ်ဆွေတွေလည်းတွေ့ရင်တော့မေးရကတော့တိုက်တွန်းပေးပါတယ်ဟုတ်ကဲ့မန္တလေးမှာလည်း9လုံး plastic set ကိုလည်းဟုတ်ကဲ့200 kV လာအဲ့ဒါလည်းသူတို့တက်ပြီးသွားပြီပဲဟုတ်ကဲ့ပါအန်ကယ်ဟုတ်ကဲ့အဆင်ပြေပါတယ်လို့ဟုတ်ကဲ့ပါအန်ကယ်ကျေးဇူးတင်ပါတယ်အန်ကယ်နော်ဟုတ်